ခေါင်းဆောင်ကောင်းတွေမှာအမေကောင်းတွေရှိတယ်အမေတွေတော်တော်အရေးကြီးတာပဲဆိုတော့ကလေးတယောက်မွေးစားကနေ10နှစ်တွင်းမှာအမေအရေးကြီးဆုံးပဲစိတ်ပညာပြောတယ်ဒေါက်တာကျော်စိန်လူငယ်လမ်းညွှန်ဆိုတဲ့စာအုပ်ထဲမှာမွေးစားကနေ10နှစ်ကအမေအရေးကြီးဆုံးပဲတဲ့10နှစ်ကနေအနှစ်20ကအဖေအရေးကြီးဆုံးပဲတဲ့အနှစ်20ကနေအစိတ်ကျဆရာအရေးကြီးတယ်သူလောကထဲဝင်တော့စီးပွားရေးလောကလူမှုရေးလောကအဲ့မှာဘယ်လိုဆရာနဲ့သူတွေ့အဲ့ဒီ3ခုရဲ့ပြည့်ပြည့်မှုကောင်းရင်အဲ့လိုကထိတ်ထိတက်တာထိတ်ဆုံးတို့ဆိုတာမျိုးလို့မွေးစားကနေ10နှစ်ကဘယ်သူရေးကြီးဆုံးလဲဗျာအမေရေးကြီးဆုံးပဲအမေရေးပခတ်လွှဲတဲ့လက်ကတိုင်းပြည်ဦးဆောင်တယ်အဲ့ဒါပဲစိတ်ပညာအရာကောအဲ့လိုပဲလွှမ်းမိုးမှုကလေအမေရဲ့ရင်ခွေမှာပို့ပြီးတော့ဒီလိုဖြစ်နေတာပေါ့နော်ဒါကြောင့်ဒီပြောတော့ဆရာမဆွေဆွေရေးထားတဲ့ကျောင်းတဲ့ဒီမိုကရေစီမူကြိုကြောင်းအစသိခြင်းနဲ့စာအုပ်လေးပါဗျာနော်ဝေတို့ဆွေတို့ဒိမတ်တို့ဒီနိုင်ငံမှာဒီလူတယောက်ကိုဝင်ဆောင်ပြီဆိုရင်အဲ့ကိုဝင်ဆောင်နေရကိုဝင်ဆောင်မိခင်ကိုဆိုရဆောင်လျှောက်တာဆိုရ OG တွေနဲ့သွားတာခဏစာဘယ်လောက်ဖတ်ရမလဲလေ့ကျင့်ခန်းဘယ်လောက်လုပ်အောင်ဘယ်ဟာရာပြည့်ရဗီတာမင်ဓာတ်တွေဘယ်လောက်ပြည့်ရဟာသားရမယ်ကိုဝင်ဆောင်မိခင်ကသာဆောင်လျှောက်တယ်တပည့်တော်နိုင်ငံကိုကလေးဆိုပြီးတော့ဆွေးဆွေးခုံနေတဲ့အချိန်မှာသူတို့ကနိုင်ငံတော်ကလေးနိုင်ငံတော်ရဲ့ကလေးနိုင်ငံသားကောင်းဒီစိတ်အဲ့တော့မွေးပြီးတစ်နှစ်မိဘတွေကထိလို့ရတယ်တစ်နှစ်ကျော်တော့ဆိုရကြောင်းနေမှာသူတို့ KG တွေ category တွေပါလေသူတို့စီစဉ်နေထားပဲအဆန်ကုန်စရာမလိုဘူး